freeze ဆိုရှိတယ် freeze freeze ပေါ့နော် freeze သူကြတော့ဘယ်လိုပြောမလဲပုံတစ်ခုကိုဟိုရက်ပြောမစင်ကျွန်တော်ရေခဲရိုက်တာပေါ့ကွာပြောမစင်တော့ဟိုအဓိပ္ပာယ်ဘယ်လိုပြန်ရင်တော့ပုံတွေထားလိုက်တာပေါ့ဗျာဥပမာတစ်ချက်နှိပ်ကြည့်လိုက်မယ်ကျွန်တော်ဒီဗီဒီယိုဆက်လက်ပတ်လိုက်တယ်ဥပမာကျွန်တော်ဗီဒီယိုရိုက်တယ်ပြီးတော့ပြောမစင်ကလာကားတွေမှာလို့ပေါ့နော်ဒီနဲ့ရက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့အမျိုးကြီးလှုပ်လို့ရတယ်ဥပမာတွေကနှိပ်လိုက်တယ်နှိပ်ပြီးရင်ဒီမှာဆက်လက်မှတ်ထားနော် freeze ဆိုတော့သွားလိုက်မယ်ဘယ်မှာဟုတ်တယ်အဲဆက်လက်မှတ်ပြီးရင် freeze ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ချက်နှိပ်လိုက်မယ်ဆိုရင်ရက်သွားပြီအဲ့ဒီအပိုင်းခြားတွေရက်သွားပြီဒီမှာဒီပုံတွေရက်ထားနော်ပုံတွေရက်တာသူကဟိုဗီဒီယိုကလစ်တစ်ခုအနေနဲ့ပွားထွက်တက်ပြီးတော့ရက်ပြီးထားတာပေါ့နော်ဒီလိုကျွန်တော်ဖြတ်လိုက်လို့ရတယ်ဟုတ်ပြီအဲ့တော့ click နေပြီးတော့ delete ဖြတ်လိုက်အောင်ဒါတော့ပုံမှန်ဟုတ်ပြီဒါကိုဆက်လက်မှတ်ထားမယ်ဗီဒီယိုတစ်ခုကိုဆက်လက်မှတ်ထားမယ်ပြီးရင်ဘာလုပ်ဖို့ကြံနေတယ်rebus ဆိုတာကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုဒီမှာပေါ့နော်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ကအရှိကနေနောက်ကိုသွားရဲဆိုရင်သူကြတော့ rebus လောက်လိုက်တဲ့ဖြစ်ကြောင်းလို့အနောက်ကနေအရှိကိုပြန်ဆုတ်လာတာပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့နော်နောက်ရစ်တာပေါ့နော်ပြောမယ်ဆိုရင်တော့နောက်ပြန်ရစ်တယ်လို့ပြောရမှာပေါ့ဒီမှာဗီဒီယိုမှာဆိုရင်ဒီတိုင်းကြီးသွားတယ်ဒါကြောင့်လူတို့ဘာတို့ဆိုရင်ပို့ပြီးတော့မှအဆင်ပြေတယ်နောက်ရစ်တာဆိုတခြားအဲ့ဒီ creation တွေလူသုံးများတယ်ပေါ့နော် rebus ဥမာရေထဲကိုကျသွားတာကိုရေထဲကနေမှပြန်တက်လာတယ်ပေါ့နော်အဲ့ဒီပုံစံလေးတွေပေါ့နော်အဲ့လေ creation တုံးတဲ့ခါမှာအဲ့ rebus ကအသုံးဝင်ပါတယ်ဥမာကိုကရေကမ်းမပေါ်ကနေရေထဲကိုခုန်ချလိုက်တယ်ဒါပေမဲ့ဗီဒီယိုပြန်ပြတဲ့ခါမှာရေထဲကနေကိုကကမ်းမပေါ်ပြန်ပြီးတော့မှနောက်ပြန်ခုန်တက်လာတယ်ပေါ့နော်ဒါ rebus ပုံစံမျိုးနဲ့လောက်တာပေါ့နော် rebus လောက်လိုက်သူကတော့ဒါနဲ့ရှိမှရမယ်ဒါနဲ့မရှိရင်တော့မရဘူးတည်းrebus ဆိုတော့နောက်ဆုတ်လာနော်ဒါသူ့ရဲ့ဗီဒီယိုကမူရင်းရိုက်ထားတာလေသူကနောက်ဆုတ်လာနော်သူက rebus ဖြစ်တယ်ဒါ cancel လုပ်လိုက်ပြီနော် okay rebus ပြီးရင် mask 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 ကျတော့ဘယ်လိုနေရာမျိုးတုံးနေဆိုတော့ဟုတ်ပြီသူကဗီဒီယိုတစ်ခုနဲ့တစ်ခုကိုပေါ့နော်ထပ်ချင်တဲ့ခါပေါ့ဘယ်လိုပုံစံလေးတွေချက်မလဲပေါ့နော်ဒါကျတော့ဒီလေးချင်းဟုတ်ပြီသူကဘယ်လိုနေရာမျိုးတုံးလဲဆိုရင်ဒီနေရာမတုံးတော့ကျွန်တော် overlay ထပ်ထားတဲ့ဗီဒီယိုတစ်ခုဒီမှာရေပေါ့နော်ရေတခုဒီရာ4000ကြီးဖြစ်နေကြည့်မလောက်ဆိုကျွန်တော် mask လေးနဲ့ကျွန်တော်တို့ကလပလေးသွားမယ်အဲ့တော့ mask ဆိုရှိအထက်ကိုဝင်လိုက်မယ်ဝင်ပြီးရင်ကိုကဘယ်လိုပုံစံလေးနဲ့ထားခြင်းတလဲကျွန်တော်အဝိုင်းလေးထားလိုက်အဝိုင်းလေးဆိုရင်ဒီမှာချိန်ပြန်ပြီးတော့ချိန်ကြီးလို့ရတယ်အဝိုင်းမှာဘယ်လိုအဝိုင်းလဲပေါ့နော်ဒါဟုတ်ပြီသူကဒီရဲ့ဗီဒီယိုတွေကိုလည်းဟောဖြစ်သွားလို့မရဘူးဘာလို့ချိန်ကြီးရမယ်အဲ့ဒီမှာကိုက filter ပါနော် filter ကိုလည်းချိန်ကြီးကစားလို့ရတယ်အားစံဒီမှာသူလပလေး smooth ဖြစ်သွားပြီ filter တို့မှာ filter တားတင်လိုက်ရင်လည်းဘေးကဟို4000ကွက်တီဟာပေါ်လာတယ်ပေါ့နော်မပေါ်အောင်တော့လုပ်ရမယ်ဟုတ်ပြီအလောက်လေးဆိုတော့ပဲဒီထဲမှာလည်းချိန်လို့ရပါတယ် site တွေကိုကလက်ကလေးနဲ့ဒီလိုစိန်ကြီးရင်လည်းအဆင်ပြေတယ်ကျတော့ match လောက်တာပါနော်ပြီးဒါ match နေလို့နေတယ်ဟုတ်ပြီ fade out နည်းနည်း short လိုက်အဲ့လောက်ဆိုရတယ် okay အဲ့ဆို play ကြည့်အောင် like တော့ဟုတ်ပြီဒီစက်မပန်းကိုလည်းကျွန်တော်လုံး match out
ပန်းကိုလည်း mass အုပ်မယ်ဟုတ်ပြီအဝိုင်းလေးဖြစ်သွားပြီဟုတ်ပြီဒီလိုလေးတောင်လေးပဲတွားကြတော့အဲ့ဒါကို fit feather လေးအဲ့ဆိုလာဝိုင်းအဲ့ဆိုရင်ဒီတူးရအားလုံးတော့နားလေအောင်တော့ကြည့်ရမှာပေါ့နော်တခုချင်းစီကိုကျွန်တော်ကမတိရရှင်းတော့မေးလို့ရပါတယ်ဟုတ်ပြီနော်အခုလောက်ကျွန်တော်ဒါတူးတွေရဲ့အကြောင်းကိုပြောပြပေးထားတာပေါ့နော်